Hi လောကတဲ့တိုးဘက်လောက်က TikTok မှာကျွန်တော်ဒီ The Way to Batata ကြော်ဗီဒီယိုတစ်ခုတင်ခဲ့တယ်ပေါ့ Batata ဖြစ်ချေအဲ့မှာ Batata ဖြစ်ချေတဲ့လူငယ်တွေတော်တော်များများတွေ့ရတယ်အဲ့ကနေတစ်ဆက်တည်းပဲကျွန်တော်စီ message တွေဝင်လာတယ်ကိုရီဒီ Batata like ကိုစိတ်ဝင်စားလို့ data တွေကိုရှိလားအခုလိုမျိုး position လောက်ချင်လို့ထိုင်းနိုင်ငံမှာအခုလိုမျိုး Batata like နဲ့တမူဝါကြောပြုချင်လို့ဘာတွေလိုအပ်လဲရော data တွေတင်ပေးလားဆိုပြီးတော့မိကိုတွေကတော့အဆိုပါပဲဗျဒီကြားတဲ့ဒီ Batata ဖြစ်ချေတဲ့မိန်းကလေးတွေတော်တော်များများလဲတွေ့ခဲ့ရပါတယ်အဲ့တော့အကိုလို့အတွက်ရည်ရပြီး Batata class ကိုဘယ်လိုတက်ဖြစ်ခဲ့တယ်ဘယ်သူစီမှာတက်ခဲ့လဲဆိုတာကိုဒီဗီဒီယိုနဲ့ share လုပ်ပေးမှာပဲဖြစ်ပါတယ်ဗျဆိုတော့ဗီဒီယိုမစခင်လေးမှာကျွန်တော် Facebook နဲ့ YouTube channel ကို follow နဲ့ subscribe မလုပ်ရသေးရင်လုပ်သွားပေးဖို့ဒီကနေကျွန်တော်တောင်းဆိုပါတယ်ဗျ professional Batata မဖြစ်ခင်ကျွန်တော်လုပ်ခဲ့တဲ့နောက်ဆုံးအလုပ်ကတော့ beach boy waiter ပဲဖြစ်ပါတယ်ဗျဒီ position တစ်ခုကိုဘယ်လိုပြောင်းခဲ့လဲဆိုတာအ share ဗီဒီယိုမှာကျွန်တော်ပြောပြပေးထားပြီးသားဖြစ်ပါတယ်မကြည့်ရသေးတဲ့သူတွေအဲ့ဒီဗီဒီယိုကိုတွားကြည့်ဖို့တောင်းဆိုပါတယ်ဗျ Okay ဒီတော့ Batata class ကိုဘယ်လိုတက်ဖြစ်ခဲ့လဲဆိုတာကိုစာနေပြောပြပါမယ်ဗျကျွန်တော်ဒီ Batata ကိုစိတ်ဝင်စားနေတာတော့ဒီထိုင်းနိုင်ငံကိုစရောက်ကြတဲ့လို့ပဲပြောရမယ်ဒီစရောက်ပြီး3နှစ်လဲကြာရောကျွန်တော်ဒီဝါသနာကိုထိတ်ချုပ်လို့မရတော့ဘူးကျွန်တော်အခြေကိုရောက်လာတယ်လို့ပဲပြောရမလားပဲဗျ H2O Batata page ကဒီ professional Batata class ဆိုပြီးတော့ post တခုတက်လာတယ်ပေါ့အဲ့ဒါပုံမြင်တာနဲ့ဒီကျွန်တော် message ကနေလှပ်ပို့လိုက်တယ် data တက်မဲ့ကိစ္စပေါ့ဆိုတော့ H2O Batata page ဆိုတာအခုကျွန်တော်ရဲ့ဆရာလည်းဖြစ်တယ်လို့အကိုတယောက်လည်းဖြစ်တယ်ကိုဖြိုးဝဲဖြစ်ပါတယ်ဗျဆိုတော့သူနဲ့ပြောပြီးတော့ data စဖို့အချိန်ညှိရပါရော Okay ကျွန်တော်တို့ကမိသားစုအတွက်သူများနိုင်ငံမှာအလုပ်လာလို့တာဖြစ်တဲ့အတွက်တစ်ဖက်ကအလုပ်တစ်ခုလည်းရှိဖို့လိုတယ်ဗျဘာလို့ဆိုအေကိုထောက်ပံ့ဖို့ရဲ့ဒီကျွန်တော်တို့ရုပ်ကလှုပ်ရှားဖို့ဝိုင်းရက်လည်းရှိသေးတာဗျအဲကြောင့်ကျွန်တော်နားရက်နဲ့10ရက်နားရက်ဆိုပြီးတော့တစ်ပတ်မှာ2ရက်ကျွန်တော်တင်တန်းစသက်ဖြစ်ခဲ့ပါတယ်အဲ့တော့ဘာတတာဖြစ်ချင်တယ်အရက်လည်းမတော့တတ်သေးဘူးဗျဘာနဲ့ပတ်သက်ပြီးလဲဘာမှလည်းမသိခဲ့ဘူးဖြစ်ချင်တဲ့စိတ်တစ်ခုနဲ့ပဲလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့တက်ပြီးသုံးပတ်မြောက်လဲကြာရောကျွန်တော်ဆရာစီကခွင့်ရင်တေးသေးလေးတစ်ခုစပြီးတော့ရခဲ့ပါတယ်ဗျအဲ့ဒါဘာလဲဆိုတော့သူလှုပ်တဲ့ဘားမှာ part time bat ဘက်အနေနဲ့လှုပ်မလားဆိုပြီးတော့ပေါ့ကျွန်တော်လည်း okay လှုပ်တာပေါ့အဲ့လိုနဲ့ကျွန်တော်တနေ့ကိုအလုပ် full time 8နာရီ9နာရီနဲ့ဒီဘက်က part time 2နာရီ3နာရီလို့တနေ့ကိုကျွန်တော်တို့ခမန်းကြီး7နာရီ7နာရီလို့ကျွန်တော်အလုပ်လုပ်ခဲ့ပါတယ်ဗျဒီနားချေဆိုတာတော့ကျွန်တော်ရဲ့အိတ်ချေတစ်ခုပဲရှိပါတယ်အဲ့ချေတော့ပေါ့အဲ့လိုနဲ့2လလဲကြော်လာတော့ကာကပဲမျက်နှာတာပေးတယ်လို့ပဲပြောရမယ်ဗျကြီးမစုခွေးတစ်ခုကျွန်တော်စီရောက်လာတယ်အဲ့ဒါဘာလဲဆိုတော့ကိုဖြိုနဲ့ဘာတစ်ခုတည်းလုံနေတဲ့ဘာတတာကိုချစ်ချစ်အလုပ်တက်တော့တယ်သူ့နေရာမှာစားထုတ်ဖို့ဘာတတာကောက်တယောက်လိုအပ်တယ်ပေါ့အဲ့ချေတော့ဗျာဒီစကေးပြီးနဲ့ဘာတတာကောက်တွေအများကြီးအဲ့ position နေရာအတွက်အလုပ်လာလျှောက်တာတွေ့ရတယ်ဗျဘာမှမသိသေးတဲ့ကောက်လေးဗျာ Foka နဲ့ J တော့မခွက်တတ်သေးဘူးတခြားဆိုရင်မပြောနိုင်ဘူးကောက်တေးဆိုရင်ဘာမှလည်းမသိသေးဘူးအဲ့ဒီကောက်လေးကိုခွင့်ရပေးခဲ့တယ်အဲ့ဒါကြောင့်မို့လဲကျွန်တော်ဆရာကိုဖြို့ကျွန်တော် appreciate လုပ်ပါတယ်သူကနေစပြီးတော့ဒီလမ်းကြောပေါ်ဆွတ်တင်ခဲ့တယ်ဘယ်လိုရှာရမလဲဆိုတာကိုအခြေခံနေစာစနစ်တကျသိပြပေးတယ်အဲ့ဒါကြောင့်မို့လဲအခုလက်ရှိ professional Batata Rio ဆိုပြီးတော့ရက်တည်နေနေတာဖြစ်ပါတယ်ဗျဒါကြောင့်ကျွန်တော်ဆရာရဲ့ Batata class ကို join ဖို့ 100% recommend ပေးပါတယ်ဗျလူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ H2O Batata page ကိုသွားရောက်လေ့လာနိုင်ပါတယ်အဲ့မှာ data ကိစ္စနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကိုသိချင်တာတွေကိုမေးမြန်းလို့ရပါတယ်ဗျ Okay professional Batata ကောက်တွေဖြစ်ပါစေ Good luck